KIA KNU AA NNDAA UWSA NDAA TNLA အပါအဝင်တိုင်းရင်းသားများနှင့်တော်လှန်ရေးတပ်များထိန်းချုပ်ထားသောမြို့နယ်60ခုကိုအကြမ်းဖက်မင်းအွန်လိုင်းကစစ်အုပ်ချုပ်ရေးကြီးညာမြန်မာနိုင်ငံတဝန်း KIA KNU AA NNDAA UWSA NDAA TNLA အပါအဝင်တိုင်းရင်းသားများနှင့်တော်လှန်ရေးတပ်များထိန်းချုပ်ထားသောမြို့နယ်60ခုကိုအကြမ်းဖက်မင်းအွန်လိုင်းကစစ်အုပ်ချုပ်ရေးယမန်နေ့ညပိုင်းကြီးညာသည်အကြမ်းဖက်မင်းအွန်လိုင်းကတိုင်းနယ်ပြည်နယ်6ခုရှိမြို့နယ်ပေါင်း60ကိုအရေးပေါ်အခြေအနေကြီးညာခြင်းဖြစ်ပြီးစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတာဝန်များအားစစ်တပ်ဦးစီးချုပ်ရဲဝင်းဦးကိုလွှဲအပ်ကြောင်းကြီးညာထားသည့်အဆိုပါနယ်မြေများမှာ KIA KNU AA NNDAA UWSA NDAA TNLA အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NUG လက်အောက်ခံ PDF နှင့်တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသောနယ်မြေများဖြစ်သည်အရေးပေါ်အခြေအနေကြီးညာသည့်မြို့နယ်60မှာကချင်ပြည်နယ်တွင်စွန်ဘရာဘွမ်ရွှေကူအင်ဂျန်းရန်ဆော့လော်နှင့်ချီဖွေမြို့နယ်ကယားပြည်နယ်တွင်ရှာတော်ဖားဆောင်မဲဆက်ကရင်ပြည်နယ်တွင်ကော့ကရိတ်နှင့်ကြာအင်းစိတ်ကြီးချင်းပြည်နယ်အတွင်းရှိကံပလက်ထန်တလန်ပလက်ဝတွန်းဆန်မင်းတပ်မတူပီနှင့်ဖလန်းတို့ပါဝင်သည်အလားတူစကိုင်းတိုင်းရှိကောလင်းပင်လယ်ဘူးခင်ဦးဝက်လက်ကနေဒီပဲရင်ပလဲနှင့်အင်းတော်မကွေးတိုင်းရှိပေါမြိုင်စောထီလင်းနှင့်ရေစကြိုမန္တလေးတိုင်းဒေသကြီးအတွင်းရှိငန်းစုံမြို့နယ်ရခိုင်ပြည်နယ်တွင်ရမ်းပြဲပေါက်တော်ပုံနာကျွန်းရတိတောင်ကွာမောင်တော်ဘူးတီတောင်ကြောက်တော်မင်းပြမြေပုံမြောက်ဦးတန်တွဲအန်းနှင့်တောင်ကုတ်တို့ပါဝင်သည်ထို့အပြင်ရှမ်းပြည်နယ်အတွင်းရှိနမတူမဘိန်းကုတ်ခိုင်နန့်ခမ်းတိန်နီကိုးလုံနန့်ဆန်မန်တုံဟိုပန်လောက်ကင်ကုန်းချမ်းမိုးမိတ်ကြောက်မဲတီဘောနှင့်မိုင်းလာတို့လည်းပါဝင်နေသည်စစ်အုပ်ချုပ်ရေးအမိန့်သည်ဧပြီလ23ရက်နေ့မှရက်ပေါင်း9လအထိအတည်ဖြစ်ကြောင်းကြေညာထားသည်